Hello မင်္ဂလာပါထဲအခုမိတ်ဆက်ပေးချင်တာ shopping ဟိုမှာလုံးဝအလှလေးတော့ပုံထွက်တော်တော်လာတယ်ဒီလိုမျိုးလေးလေလုံးဝဟိုတင်မောတော့ပုံစံလေးနဲ့တော်တော်လာတယ်ပေါ့နော်အရင်လည်းမကြည့်ဘူး daily လွယ်လို့အဆင်ပြေရပိန်ပိန်ဝဝ daily လွယ်အဆင်ပြေရပြီးတော့ AK brand မူရင်းစီမြန်မာဝင်နဲ့တင်းချီနေတဲ့ brand ပေါ့နော်အမတို့ပြန်အောင်တမိုက်ဆို5,000ဝန်းကျင်အောင်ရောင်းကြတာပေါ့နော်အရင်မိုက်တယ်ဒီစစ်ခေါင်းတွေကဆက် logo အပြည့်နဲ့လာတယ်ဒီဟာလေးက29,500နဲ့ရမှာရမယ့်ပုံစံအောင်ကြည့်လိုက်အောင်အရင်လာတယ်ဟောဒီမှာအထဲမှာဒီလို wallet တစ်လုံးပါတည်ရပြီးသွားလို့ရှိရင်အပေါ်မှာလဲ zip ပိတ်နဲ့လာတယ်အတွင်းတန်းကျဲအတွင်းထဲမှာချုပ်ရချုပ်တာကွက်လဲအရန်ကောင်းတယ်ထဲတစ်ချက်ပြောပြချင်တာထဲတော့အခုခွင့်ငွေစည်းနဲ့ဆိုလို့ရှိရင်ဒီလိုမျိုး wallet ကွာဒီလားဒီလိုရိုးရိုး brand ပေါ့နော်ဒီလို AK မျိုးအမြင့်လိုင်းတောင်မဟုတ်ဘဲနဲ့ရိုး brand တောင်မှ1000ကျော်တယ်အနည်းဆုံးတစ်လုံး1000ကျော်တယ်အောက်ချက်ဒီလိုမျိုး AK brand အကြီးပိုင်းဆိုလို့ရှိရင်မတို့ဒီလို wallet တစ်လုံးတောင်မှ2000ဝန်းကျင်သွားအခုကဒီလိုနှလုံးတွဲအောင်မှ29,500အရန်တန်တယ်အဲ့တော့ဒီဟာလေးကတော့ရအောင်ယူကာလာထဲပြောပေးမယ်ဒါလေးကအသားရောင်လေးရမယ်ဒါလေးကကြတော့ MK အစင်နေအရန်လာတယ်ဒီမှာကြည့်ပါဦးနော်ဒါလေးက MK ရမယ်ဒါလေးကတော့အသားကွက်ပါနော်ဒါလေးကတော့အကွက်အသားကွက်ပါဒါလေးကကြတော့အညိုပွင့်ကာလာ4စင်ထည့်ပြပေးထားတယ်အကုန်လုံးဒီနှလုံးတွဲပါအဲ့လိုမျိုးအထဲမှာပေါ့နော်ဒီလိုမျိုး wallet လေးတစ်လုံးပါပါတယ်ဖုန်းနဲ့ဆက်နေဒီ wallet ကဖုန်းဆက်နေနော်အဲ့တော့ကိုလိုချင်တဲ့ကာလာလေးအစိတ်ရိုက်ပြီးတော့ Hero Facebook မှာ order လေးတင်လို့ရပါပြီရှင်